နိုင်ငံရေးကိုဗန်းပြပြီးတော့နာမည်ကြီးတာဘာများအရသာရှိလဲလို့ကျွန်မကတော့မေးချင်တယ်။ဘာအရသာရှိလို့လဲ။ကျွန်မပြောမယ်လူတိုင်းဟာအဓိကအားဖြင့်ကိုယ်လက်ပြလုံမှုဟာအင်မတန်မှအရေးကြီးပါတယ်။အများနဲ့ဆိုင်တဲ့အလုပ်လုပ်တဲ့အခါမှာကိုယ်လက်ပြခုံရုံးရှိမှာမရပ်ပြီးတော့အစစ်ဆေးခံရဲလားဆိုတော့ကိုမှန်ကန်မေးပါနော်တတ်တိရှိနဲ့လည်းဖြေပါနိုင်ငံရေးလုပ်ရင်အများကြီးဝေဖန်ခံရမယ်အမုန်းခံရမယ်အတိုက်ခိုက်ခံရမယ်ဆိုတာလေသေးချာခေါင်းထဲမှာထားကြပါလို့ကျွန်မအနေနဲ့သတိပေးချင်ပါတယ်လူတိုင်းဟာလောဘဒေါသမောဟဆိုတာရှိကြတယ်ပေါ့နော်အဲ့တော့လောဘဆိုတာဟာရိုးလေးပြောရင်လူချင်းမှုပဲလူချင်းတတ်မဲ့မှုဒါပေမဲ့နော်ဘဝမှာကိုလူချင်းတာအားလုံးမရနိုင်ဘူးစွန့်လွတ်ရမှာရှိတယ်ဒါကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိုဘာကိုစွန့်လွတ်မလဲကိုအတံပိုးထားဆုံးဟာဘာလဲမစွန့်လွတ်နိုင်ဘူးအလောက်အောင်တံပိုးထားတာဟာဘာလဲအဲ့ဒါကိုကြည့်ပြီးတော့မှအားလုံးလူချင်းနေဆိုရင်မဖြစ်နိုင်ဘူးဒီတော့ကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လှုပ်ချင်နေဆိုလို့ရှိရင်ကိုပိုင်လူချင်းတဲ့အထက်ကတချို့ဟာတွေတစ်စိတ်တစ်ပိုင်းစွန့်လွတ်တဲ့ရင်လည်းစွန့်လွတ်ရမှာပဲစွန့်လွတ်ဖို့လိုရင်လည်းစွန့်လွတ်ရမှာပဲဒါပေမဲ့လိုချင်းစွန့်လွတ်ရမယ်နောက်ပြီးတော့ငါစွန့်လွတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူး